Everything in life happens for a reason. Good day tells you life is beautiful. Bad day tells you there is more to learn from life. Good people give you valuable memories. Bad people give you valuable lessons. Believe that everything in life happens for a reason. Never regret a day in your life. Good days give happiness. Bad days give experience. The worst days give lesson. And the best days give memories. ဘဝမှာဖြစ်ပျက်သမျှအရာအလုံးကအကြောင်းပြချက်ရှိတယ်ဆိုတာအမြဲတမ်းရပါကောင်းမွန်တဲ့နေ့ရက်တွေကဘဝကလှပတယ်ဆိုတာကိုမင်းကိုပြောပြတယ်ဆိုးတဲ့နေ့ရက်တွေကတော့ဘဝမှာတင်ယူစရာတွေနောက်ထပ်ရှိသေးတယ်ဆိုတာကိုမင်းကိုပြောပြတယ်ကောင်းမွန်တဲ့လူတွေကတော့မဖိုးတန်တဲ့အမတ်တရားတွေပေးတယ်ဆိုးအားတဲ့လူတွေကတော့မင်းကိုအဖိုးတန်တဲ့သင်ခန်းစာတွေပေးပါတယ်ဘဝမှာဖြစ်ပျက်သမျှအရာအလုံးကအကြောင်းပြချက်ရှိရဲဆိုတာကိုယုံကြည်ပါမင်းရဲ့ဘဝကနေ့ရက်တစ်ရက်ကိုတောင်းမှနောင်တမရပါနဲ့ကောင်းမွန်တဲ့နေ့ရက်တွေကတော့မင်းကိုပျော်ရွှင်ခြင်းတွေပေးတယ်ဆိုးရတဲ့နေ့ရက်တွေကတော့မင်းကိုအတွေ့အကြုံတွေပေးတယ်အဆိုးဆုံးနေ့ရက်တွေကတော့မင်းကိုသင်ခန်းစာတွေပေးတယ်အကောင်းဆုံးလူတွေကတော့မင်းကိုအမှတ်တရတွေပေးပါတယ်